ရဲ့မြန်မာနိုင်ငံပေါ်မူဝါဒတွေပေါ့အင်ဒိုနီးရှားဆိုရင်ဒီရွေးကောက်ပွဲပြန်လုပ်တာကိုဖြစ်ဖို့တွန်းအားပေးမယ်ဆိုပြီးတော့သတင်းတွေထွက်တယ်ပြီးတော့အခုနိုင်ငံသားရေးဝန်ကြီးဦးဝဏ္ဏမောင်လင်ပေါ့နော်သူလည်းဘန်ကောက်ကိုရောက်နေလို့ပြောတယ်ဆရာအာဆီယံနိုင်ငံတွေအပေါ်ကုလသမဂ္ဂအပြင်အာဆီယံနိုင်ငံတွေနဲ့ရောဘယ်လိုချိတ်ဆက်ပြီးတော့ဆောင်ရွက်မလဲသူတို့ကတော့ European Union နဲ့အမေရိကဆိုရလို့နိုင်ငံဩဇာရှိတဲ့နိုင်ငံတွေမှတစ်စစ်ဒီအာဆီယံတွေကိုတော့ကျွန်တော်တို့ကောင်းကောင်းဂိုက်တွေ့ရပါလိမ့်မယ်။ဘာလဲဆိုတော့ကျွန်တော်တို့အတန်ကိုသူတို့ကလှစ်လူရှူတာကြားပြီ။ဆိုတော့ကျွန်တော်တို့လည်းလူစီးပွားရေးကိုပိတ်ဆို့လို့ရတဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။သူတို့ကလည်းဒီလိုနဲ့စီအာနာရှင်နဲ့ပေါင်းပြီးတော့စီးပွားရေးဒါလူအခွင့်အရေးချိုးဖောက်တာရောက်ပါတယ်။ဘာလို့ဆိုတော့အဲ့ဒီပိုက်ဆာကသူတို့ကဂျီဆာနေဝယ်တယ်။ဂျီဆာကမြတ်တွတ်ခိုင်ကိုပြစ်နေတတ်တယ်ဒါကတော့ကျွန်တော်တို့ကကဘာကုလသမဂ္ဂမှာအေးစေပြောလို့ရတယ်ဒါကတော့ကျွန်တော်ပြောနိုင်တဲ့နိလတွေအများကြီးရှိတယ်ဒါကတော့ကျွန်တော်ဘတ်တုအကူအညီမှမလိုပါဘူးကျွန်တော်ပြောမယ့်နိလတွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီစီအာနာရှိတွေကဘယ်ကပိုက်ဆာရနေတယ်လဲဆိုတာလဲကျွန်တော်ကစစ်စစ်ရပါလိမ့်မယ်အာရှနိုင်ငံတွေကတကယ်တော့ဆိုတော့ဝေရောက်ဆိုမှဖြည့်ရေးဆိုတာ not interference policy ရှိတယ်Introducing Domino's new Pizza Pockets. All the deliciousness of a Domino's pizza, all wrapped up for lunch on the run. Choose from pepperoni or ham and cheese for just $2.95 before 4 p.m. Domino's Pizza Pockets. Bring it in. It's not interference policy ရှိတယ်ဆိုတော့သူတို့ကကျွန်တော်တို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးကိုသူတို့ကအခုတစ်ဖက်တန်းစာနဲ့အဲ့လိုဝီရောက်ဆွဲဖက်နေတာကိုတွေ့ရတယ်ဒါဟာလည်းတကယ်တော့သူတို့လာမယ်ဆိုတော့နိုင်ငံတော်တိုက်ပိခါကိုတွေးပေးဖို့ကြိုးစားပါလိမ့်မယ်ပြီးတော့သမရစီဦးဝင်းမင်းကိုလည်းတွေးခိုက်ပါလို့ပြောပါလိမ့်မယ်ပြီးတော့ကျွန်တော်တို့ဒီစာရပြတဲ့ခေါင်းဆောင်တွေကိုလည်းတွေးတော့ကြိုးစားပါမဟုတ်ပဲနဲ့စီအာနာတေကိုပဲသူတို့ကလာပြီးတော့သူတို့အကျိုးစီးပွားအကျိုးကိုပဲကြည့်ပြီးတော့ဒီနိုင်ငံအသက်အကျတစ်ခုမှာသူတို့ရဲ့စီးပွားလို့ချုံမှုဘယ်လိုရှိမလဲမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံထားတဲ့စီးပွားရေးတွေဘယ်လိုရှိမလဲဒါကိုပဲသူတို့ကနော်လူထုရဲ့အပေါ်မှာထားပြီးတော့ဒါကိုလာလို့ကတော့မရတော့ဘူးဆိုတော့ကျွန်တော်လည်းသူတို့ကိုဂရုပေးလိုက်တယ်ဘယ်လိုတတိပြလိုက်တာပေါ့နော် I want them that the history will judge them harshly အဲ့လိုကျွန်တော်လည်းပြောလိုက်တာပေါ့နော်သူတို့ strain times နဲ့ပြောတဲ့အချိန်မှာဘာလို့ဆိုတော့ကျွန်တော်ဟာလည်းအခုဆိုတော့19ရာစုနဲ့မတူတော့အခုက20ရာစုနဲ့မတူတော့ကျွန်တော်က21ရာစုလူငယ်တွေဖြစ်တယ်ဆိုတော့ဒီလိုအဖြစ်မျိုးကိုလုံးဝမခံတော့ဘူးဆိုတော့ကျွန်တော်အာဆီယံဟာလည်းသူ့ရဲ့နေရာသူ့ရဲ့ policy ဒါကိုသူတို့ပြချဖို့လိုမယ်လို့ထင်တယ်ဒါမှမဟုတ်တော့ကျွန်တော်တို့ကတော့ဆက်လက်ပြီးတော့နော်ကျွန်တော်မြန်မာနိုင်ငံတာမကဘူးအာဆီယံတောင်မှလိုအပ်လို့အရေးယူနိုင်မဲ့နီလာကိုလည်းကျွန်တော်ရှာမှဖြစ်လိမ့်မယ်သူတို့ကတကယ်တော့ဆိုတော့အာဆီယံရဲ့စီးပွားရေးအကြီးမားဆုံးကိုတွေ့ရေးဖက်ဟာလည်းအနောက်နိုင်ငံတွေဖြစ်နေတော့ဒါတွေအားလုံးဟာလည်းကျွန်တော်ကတော့လက်ပိုက်ကြည့်ပြီးတော့မရတော့ဘူးဆိုတော့အခုကတော့ဒီစီအာနာတေအစိုးရကိုထောက်ခံတယ်လို့နဲ့သူတို့ကိုအခုနလိုပေါ့နော် legitimate ဖြစ်အောင်လာလို့တယ်လို့နဲ့ပြည်သူလူထုအားလုံးလည်းခါစားတယ်လို့ကျွန်တော်လည်းခါစားတယ်ဒါကတော့အဖြစ်မှာပဲကျွန်တော်ခါစားချင်လို့ခါစားတာမဟုတ်ဘူးအဲ့လိုခါစားအောင်ကိုသူတို့ပါတီပေးတော့တာဖြစ်နေဆိုတော့အဲ့လောက်ထိကျွန်တော်ကမျက်ခွဲနဲ့เนาะကျွန်တော်တို့တွေးထွက်ပြီးတော့အဲ့လောက်တည်ပြီးတော့အဲ့လိုကျွန်တော်ကဘယ်နှစ်ယောက်တည်ဦးမလဲလို့เนาะကျွန်တော်တို့တယောက်မှမလိုချိုနေတဲ့မြန်မာနိုင်ငံအခြေအနေမှာသူတို့ကအဲ့လိုသူတို့အကျိုးကိုပဲလာကြည့်ပြီးတော့မြန်မာနိုင်ငံကိုလာနေတော့ဒါတော့ဖြစ်မခံတော့ဟုတ်နောက်တစ်ခုဒီကုလသမဂ္ဂကမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ရောဘာတွေချိတ်ဆက်ဆောင်ရွက်ပြီးပြီလဲဘယ်လိုတွေချိတ်ဆက်ထားလဲကျွန်တော်ကအခုနပေါ့လေဒီ human rights ကအဓိကဖြစ်နေတယ် human rights ရဲ့ abusive ဖြစ်နေတဲ့အခုနလို့လက်နက်ကိုအားကိုးပြီးတော့အခုနလို့ပေါ့နော်ဒီ CDM မှာပါတဲ့လူတွေရဲ့ ego သွားတယ်စဉ်းစားကြည့်လေဒီရဲတွေဒီစစ်နေဆိုတာကကျွန်တော်တို့ကိုကာကွယ်မဲ့တခိုးတွေဓမြတွေကနေပြီးတော့ကျွန်တော်တို့ကိုကာကွယ်မဲ့လူတွေကပဲသူတို့ကအဲ့လိုတခိုးလုံးညမှာလာပြီးတော့လာသိနေတဲ့အချိန်တွေမှာရောက်နေတယ်လေသူတို့ကပဲlaw and order လုံးမဲ့ပုံကိုယ်တွေဖြစ်မှာသူတို့ကပဲဒီ law and order တရားဥပဒေကိုသူတို့ကလုပ်ရမယ့်နေရာမှာသူတို့ကိုတိုက်ကတကယ်တရားဥပဒေစိုးမိုးရေးလုံးမဲ့သူကတရားဥပဒေကိုညတိုင်းနေတိုင်း
ချုပ်ဖောက်နေတယ်ဆိုတာကဘယ်နိုင်ငံမှမရှိဘူးမြန်မာနိုင်ငံမှာမရှိဘူးဒါကိုလည်းကျွန်တော်မှာချင်တာကတော့ပြည်သူလူထုလည်းကြည့်ပြီးတော့ခင်ဗျားတို့မှာဖြစ်ခဲ့တဲ့ပြခဲ့တဲ့အခြေရောနာရီရောရေရောနေရောဖြစ်နိုင်တော့ဓာတ်ပုံမှတ်သားပေါ့နော်အကိုလို့ထိပ်ပိတ်ထားပါကျွန်တော်တို့ကလာတော့ပါလိမ့်မယ်လိုအားတဲ့ကလာတော့ပါလိမ့်မယ်လာတော့တဲ့အခါမှာတေးချဒီနေ့မှာဒီလိုပြန်ရောက်နော်ဒီလိုဒီချိန်ဒီနိုင်ဆိုပြီးတော့နော်တတိဓမ္မတွေလည်းဒါတွေကိုကျုပ်ပြီးတော့ဟိုနော်မှတ်သားတွေလို့ညနေတနောက်ယူပေးပြီးတော့လေကျွန်တော်ကဒါကိုကဘာတိအောင်ကိုကျွန်တော်ကစာအုပ်လို့တော့ထုတ်လို့ရတဲ့အထိကိုဆိုတော့သွားပါမယ်ဒီလိုလူဆိုးတွေရှိနေပါတရွေ့ကမြန်မာနိုင်ငံမရောက်ဘူးဆိုတဲ့တက်တဲ့အထောက်ထားကိုလည်းပြပြီးတော့လေအဲ့လိုမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့လည်းကျွန်တော်ဆက်သွယ်ရှိတယ်ဆိုတော့သူတို့ကတော့အဝိတ်ကနေတယ်ဆိုတော့ကျွန်တော်တို့ကိုအဝိတ်ကနဲ့လာနားလည်နိုင်ဖို့ခက်တယ်ဒါပုံမှတ်တစ်စစ်ကျွန်တော်တို့လိုအဲ့လိုကိုယ်စားလှယ်တွေမှတစ်စစ်ပဲသူတို့ကတော့နားလည်လို့ရမှာပါတယ်နောက်တစ်ခုဒီကုလသမဂ္ဂရဲ့လုံခြုံရေးကောင်စီတို့ကုလသမဂ္ဂရဲ့ဒီလူခွင့်ရေးကောင်စီတို့ကလည်းထုတ်ပြန်ချက်တွေထုတ်တယ်ပြီးတော့မြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံတို့ဘာတွေထုတ်ပြန်ချက်ထုတ်ပြန်ချက်တွေအပေါ်မှာရောဆရာရဲ့အမြင်သဘောထားနည်းနည်းပြောပြပေးပါအခုကတော့ထုတ်ပြန်ချက်ကတော့လာနေတယ်ဒါပေမဲ့လည်းထုတ်ပြန်ချက်နဲ့တော့လည်းမလိုတော့ဘူး action ရှိရတော့မယ်နော်ထုတ်ပြန်ချက်ကတော့ထုတ်ပြန်ချက်နောက်မှာ follow up ရှိရမယ်ပြီးတော့အဲ့မှာ action ရှိရမယ်ဆိုတော့အခုဒီလမှာဆိုတော့ကျွန်တော်ဒီဗြိတိရှနိုင်ငံကနော်ကမ္ဘာလူချွေးကောင်စီမှာသူတို့ကတဘာပတိလုပ်မယ်နောက်လာမှာဆိုတော့အမေရိကကတဘာပတိလုပ်မယ်ဆိုတော့သူတို့ကနော်အမေရိကတဘာပတိကနေပြီးတော့ကျွန်တော်ကိုစကားပြောခွင့်ပေးတော့သူတို့ဘယ်သူမှတားမလို့ရမှာတော့မဟုတ်ပါဘူးဒါကြောင့်မလို့ကျွန်တော်ကပြောရတော့နော်တက်တဲ့အထောက်ထားနဲ့ကိုကအကောင်းဆုံးနဲ့ကိုကလုံးဝကိုဟိုတို့ကနဲ့မတူအောင်ကျွန်တော်ကတော့ပြောမှာပဲပြီးတော့ဒီကျွန်တော်တို့ဒီစာတပြတ်နေတဲ့ဒီ generation Z တွေကိုလည်းသူတို့မှာဖြစ်ခဲ့တယ်ပေါ့နော်သူတို့မှာပါလဲအခုနောက်လို့ရဲတွေကနေပြီးတော့သူတို့ကိုလောကရဲဆက်ဆက်နဲ့ပြုတ်ခဲ့တာတွေဘာခဲ့တာတွေရှိတော့လဲဒါကိုအားလုံးတိတ်ထားပေးပါလို့နော်ဘယ်ရဲမဆိုဘယ်တူမဆိုဒါအားလည်းကဘာလူကဘာလူသားဆိုတော့မြန်မာနိုင်ငံမှာပဲဒါကိုအဖြစ်ခံပြီးတော့တခြားနိုင်ငံမှာမရတော့ဘူးပြီးမှဆိုရင်လေအခုခေတ်ကဟိုလိုနဲ့မတူတော့ဘူးဒါ21ရာစုရောက်နေပြီဆိုတော့ဒီလို21ရာစုမျိုးမှာအဲ့ဒီလိုရဲတွေမရှိတော့ဘူးကဘာမှာလေဒီလို21ရာစုမှာအဲ့လိုရဲဆက်နဲ့လူတခြားလူတယောက်ကဘာသူကဘာသားတယောက်ကိုသူလည်းကဘာသူကဘာသားပဲအဲ့လိုနဲ့တခြားလူတယောက်ကိုအဲ့လိုတွားနှိမ့်ဆက်ပြီးတော့အဲ့လိုအကြောင်းတရားကိုတွားရိုက်တွင်းတယ်ဆိုတာကတော့တခြားနိုင်ငံကဘာမှာမရှိတော့ဘူးထုံနည်းတူဆိုမြန်မာနိုင်ငံမှာလည်းသူတို့အတွက်နေရာတော့မရှိတော့ဘူးဆိုတာကိုပြည်သူလူထုအားလို့လည်းနားလည်ရှင်းတယ်ပြီးတော့ပြည်သူလူထုလည်းနော်လောဝစိတ်ဓာတ်မကြပါနဲ့လောဝစိတ်ဓာတ်မကြပါနဲ့ကျွန်တော်ကအစုပ်အထိပြည်သူလူထုနဲ့ရည်တည်တော့မှာဖြစ်ပါတယ်ဟုတ်ပြီလက်တော်ကိုယ်စားလှယ်တွေဟာလည်းခင်ဗျားတို့ပြည်သူလူထုကရွေးထားတဲ့ကိုစားပြုဖို့လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်နေသူတို့ကိုကျွန်တော်ကကိုစားပြုတယ်ဆိုတာမှားတယ်လို့သူတို့မှတစ်စစ်ကျွန်တော်တို့ကပြည်သူလူထုကိုစားပြုတယ်ဆိုတာကိုအားလုံးကျွန်တော်ပြောလို့ပါတယ်ဒါကြောင့်မလို့လုံးဝနောက်မဆိုးပဲနဲ့လုံးဝနော်လက်မမြောက်ပဲနဲ့ကျွန်တော်စိတ်ကိုချီတဲ့ကြပါဆိုအရေးတော်ပို့အောင်တဲ့အထိစိတ်ကိုကျွန်တော်ချီတဲ့ဖို့လို့ပါနောက်တစ်ခုပါမြန်မာနိုင်ငံမှာအခုလိုမျိုးဖမ်းကျင်တယ်လို့ဖမ်းတယ်ပြစ်တက်ခြင်းတယ်လို့ပြစ်တက်နေတယ်ဆိုတဲ့အောင်ကိုဆရာအသာကုလသမဂ္ဂမှာပြောခွင့်ရတဲ့အချိန်ဆိုရင်ဘယ်လိုမျိုးစပြောမလဲဒါကတော့ကျွန်တော်တို့ကဆရာရဲ့စကားပြောဖို့ပြောနေကတော့အများကြီးရှိတယ်เนาะကျွန်တော်တို့ကကုလသမဂ္ဂ assembly အထူးကုလသမဂ္ဂရဲ့เนาะ general assembly မှာပဲပြောလို့ဒါမဟုတ်ပါဘူးကျွန်တော်ဥပမာပေါ့เนาะဂျပန်နိုင်ငံဆိုင်ရာကုလသမဂ္ဂလူကြီးကိုကျွန်တော်ဆရာကျွန်တော်နဲ့ခင်ဗျားနဲ့တွေ့ဖို့ရှိတယ်ကျွန်တော်မြန်မာပြည်ကပါကျွန်တော်ဒါတွေကျွန်တော်မှာထောက်ထပ်ရှိတယ်ဆရာနဲ့ကျွန်တော်နဲ့ထိုင်ချင်တယ်ဒါအိတ်စိတ်ပဲလေကျွန်တော်လိုအပ်တော့အခုကအမေရိကန်နိုင်ငံသမ္မတကြီးနဲ့လည်းကျွန်တော်တို့တွေ့ဖို့ရအတွက်ပြီးစီနေတယ်เนาะဒါဒိုတောင်မဟုတ်ဘူးကျွန်တော်ဒိုတောင်မလို့ဘူးအခုနကျွန်တော်ပြောသလိုအမေရိကန်နိုင်ငံရဲ့ဒုသမ္မတနဲ့လည်းကျွန်တော်တို့တွေ့နိုင်ဖို့ကြိုးစားနေတယ်နောက်တွေ့ဖို့လည်းရလာမှာပါเนาะရတော့တိတ်မရှိပါဘူးဆိုတော့ခုနလိုပေါ့ကျွန်တော်ကနေပြီးတော့ပြောတဲ့အခါမှာခုနလိုပေါ့ဒီဒါကျွန်တော်တို့ဒီအခုနကုလသမဂ္ဂမှာကိုယ်စားလှယ်တွေကနိုင်ငံတိုက်ကကိုယ်စားလှယ်တွေရှိကြတာပေါ့လေအခုစိတ်တော်အရှာမှာဆိုတော့ကျွန်တော်တို့အတွက်အဓိကနိုင်ငံတောင်ကိုရီးယားနဲ့ဂျပန်ဖြစ်နေတယ်
တောင်ကိုရီးယားကိုစလေချင်းနဲ့ကျွန်တော်နဲ့တွေ့ဖို့ဘာမှမဖြစ်ပါဘူးနော်အမေရိကခုနဂျပန်ကိုစလေတော့ချင်းနဲ့တွေ့ဖို့ခဲ့မယ်လို့မထင်ပါဘူးပြီးတော့ဗြိတိရှားမှာလွှတ်တော်ဒီဗြိတိရှားမှာရှိတဲ့ကိုစတရားကျွန်တော်နဲ့ခီပီတာအမေရိကလည်းသူတို့ခီပီတာယူရိုပါလည်းခီပီတာဆိုတော့ဘာဖြစ်လို့ကျွန်တော်တို့နဲ့တွေ့ဖို့ရှောင်ရမလဲကျွန်တော်ကလူသားတာလည်းမဟုတ်ဘူးကျွန်တော်အကြဖက်တာလည်းမဟုတ်ဘူးကျွန်တော်ကပြည်သူလူထုအတွက်ကိုပဲစကားပြောမှလေသူတို့ကနားထောင်ချပါလိမ့်မယ်เนาะကျွန်တော်ပြောတာကိုအရာနားထောင်ချပါလိမ့်မယ်ဒါကြောင့်မလို့ဘာမှကျွန်တော်ကတော့အဲ့မှာမစိုးရိမ်ဘူးဘယ်တူပဲအတိမပြုတ်နဲ့ခက်မှာကတော့တယိုးဒါနဲ့ခက်မယ်လို့ထင်တယ်ဒါပေမဲ့လည်းတယိုးတောင်မှကျွန်တော်ကတော့စူးစမ်းမှာပဲတယိုးကိုစလဲတော့ချင်းနဲ့ကျွန်တော်နဲ့ထိုင်ပြီးတော့လေသူလည်းလူပဲသူလည်းနှလုံးသားရှိတာပဲကျွန်တော်လည်းနှလုံးသားရှိတာပဲเนาะသူလည်းငုံတာတာပဲကျွန်တော်လည်းငုံတာတာပဲကျွန်တော်ရဲ့ပြည်သူလူထုအတွက်ကိုကျွန်တော်လည်းမျက်ရည်ကျတာတာပဲသူလည်းကျတာတာပဲဆိုရင်ကျွန်တော်တို့အနေနဲ့နှစ်ယောက်ထိုင်ပြီးတော့လူကိုလူလို့စကားပြောရတော့ဒီကဘာမှာနားမလဲနိုင်မဲ့လူတော့ရှိမယ်လို့မထင်ပါဘူးနောက်ဆုံးအနေနဲ့တခုမေးချင်ပါတယ်ဒီအခုဆိုရင်ဆဲအာနာရှင်စန့်ကျင်အတွက်ဆန္ဒပြနေတဲ့ပြည်သူလူထုရှိမယ်ခုနဆရာပြောတဲ့ generation Z generation Z ပေါ့နော်သူတို့ရှိမယ် CDN လုပ်နေတဲ့ဝန်ထမ်းတွေရှိမယ်သူတို့ဆရာဘာသတင်းစကားပါးစရာရှိလဲကျွန်တော်တို့ကယာတူတစုပဲရှိတယ်เนาะကျွန်တော်တို့က generation Z ရောကျွန်တော်တို့ဒီပြည်သူလူထုရော CDM လုပ်နေတဲ့သူရောကျွန်တော်တို့လိုလွှတ်တော်ကူစလဲအဖိနဲ့အဲ့လိုเนาะပြုတ်နေတဲ့သူရောကျွန်တော်တို့အားလုံးဟာအတူတူပဲเนาะကျွန်တော်အားလုံးအတူတူပဲကျွန်တော်မလို့ချင်တာစီအာနာစီတစ်ခုပဲဖြစ်နေဒါပါပဲเนาะစစ်စစ်လေးပဲဆိုတော့ကျွန်တော်တို့ our common enemy is dictatorship ဒါပဲလေเนาะကျွန်တော်အားလုံးဒီ democracy အတွက်ကိုတိုင်းပွဲဝင်နေတဲ့သူတွေဖြစ်နေကျွန်တော်အားလုံးဒီ freedom အတွက်ကိုတိုင်းပွဲဝင်နေတဲ့သူဖြစ်နေဆိုတော့တယောက်နဲ့တယောက်လုံးဝမမုတ်တိဖို့နဲ့ကျွန်တော်အကြမ်းမှာပေါ့နော် generation ဖြစ်တော့လဲဒီဘက်ကဘယ်ပါတီဘယ်အယောက်နဲ့ပဲလာပေါ့လေကျွန်တော်ရာသူကအခုကလောလောဆယ်ဆိုမြန်မာနိုင်ငံမှာလူနှမျိုးပဲရှိတယ်တော့နော်ဒါတိုင်းသားအနေနဲ့မဟုတ်တော့ဘူးနော်လူမျိုးကိုအခြေခံတဲ့နိုင်ငံရေးတွေဘာသာရေးကိုအခြေခံတဲ့နိုင်ငံရေးတွေကတော့ပြီးသွားပြီဒါမှမရှိတော့ဒီ21ရာစုမှာအဲ့လိုမရတော့ဘူး data ကိုအခြေခံတဲ့နိုင်ငံဒါတော့ဟိုးဘက်ကဖြစ်သွားပြီဆိုတော့ကျွန်တော်အနေနဲ့မြန်မာနိုင်ငံမှာလူနှမျိုးပဲရှိတယ်တမျိုးကစီအာနာစီကိုကြိုက်တယ်ထောက်ခံတယ်လှုပ်ပိတ်တယ်ဖြစ်အောင်လုပ်တယ်နော်တဖွဲ့ကစီအာနာစီကိုလုံးဝမဖြစ်တော့အသက်နဲ့ပိတ်ပြီးတော့တွားနေတဲ့လူတွေရှိတယ်အဲ့ဒါတစ်နောက်တစ်မျိုးကဒီဖွဲ့စီပိုအခြေခံဥပဒေကိုလက်နဲ့ဂင်ပြီးတော့လေနော်ဘတူတေတွေငါမတေပြီးတော့ဆိုပြီးတော့အော်နေတဲ့အဖွဲနဲ့တစ်ဖက်ကဆိုတော့ဟုတ်ပြီဒီဖွဲ့စီပိုဒီ2010ဒီပြောင်းကိုပြောင်းရမယ်ဒါလူထုအခြေခံမဟုတ်ဘူးဒါစစ်တပ်အခြေခံဖြစ်တယ်စစ်တပ် institution ကိုနော်ထောက်ဒီမဲ့အောင်လုပ်နေတဲ့ဖွဲ့စီပိုဖြစ်နေဆိုတော့ဖွဲ့စီပိုမှာလည်းလူမျိုးပဲရှိတယ်နော်စီအာနာစီနဲ့ပတ်သက်ပြီးတော့လူမျိုးပဲရှိတယ်ဒီမိုကရေစီကိုကြိုက်တဲ့လူနဲ့ဒီမိုကရေစီကိုမကြိုက်တဲ့လူလွန်လာရေး freedom ကိုကြိုက်တဲ့လူနဲ့ freedom ကိုမကြိုက်တဲ့လူဖြစ်နေဆိုတော့အခုနလာပေါ်ကိုထွက်နေတဲ့လူတွေအကိုလုံးက we want democracy what ဒါကကျွန်တော်ရဲ့နော် slogan ပဲ we want freedom ဒါတော့ကျွန်တော်ကအကိုလုံးကအတူတူပဲ generation ဇင်ပဲဖြစ်ဖြစ်ကျွန်တော်တို့လိုလှုပ်ရှားနေတဲ့လူတွေပဲဖြစ်ဖြစ်နော်အဲ့ဒီမှာမသားမစိုးပဲဖြစ်ဖြစ်အဲ့ဒါရိုက်ခိုင်တဲ့တူပေါ့နော်အခုနလိုမလေးမှာအသားခံခဲ့တဲ့ကျွန်တော်ညီငယ်နှစ်ယောက်ပဲဖြစ်ဖြစ်နော်ကျွန်တော်ညီမငယ်ပဲဖြစ်ဖြစ်နော်ဒီမြတ်မတွတ်ခိုင်ပေါ့နော်နေပြီးတော့မှာနော်အခုနလိုပေါ့မင်းညအဲ့ဒီကလေးနော်သူ့အမေကိုကာကွယ်ဖို့ရအတွက်ရဲအရာရှိ10ယောက်မကအဲ့မှာဝီရောက်ဆွဲဖဲနေတဲ့အဲ့မှာတကယ်နော်အဲ့လိုဖြစ်နေတဲ့အခြေအနေမှာအဲ့ဒီကလေးလေးပဲဖြစ်ဖြစ်အဲ့ဒီကလေးကကျွန်တော်နဲ့ခင်ဗျားလည်းဖြစ်ပါတယ်မတွတ်ခိုင်ကကျွန်တော်နဲ့ခင်ဗျားဖြစ်ပါတယ်နော်အဲ့ဒီမလေးမှာ2ယောက်အသားခံတဲ့လူလဲကျွန်တော်နဲ့ခင်ဗျားပဲဖြစ်ပါတယ်ထုံနေတူပဲ generation Z လဲကျွန်တော်တို့ပဲဖြစ်ပါတယ်နော်ထုံနေတူပဲပြည်သူလူထုလဲကျွန်တော်ပဲဖြစ်ပါတယ်ပြီးတော့ CDM ဟာလဲကျွန်တော်တို့ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အားလုံးဒီအတူတူဖြစ်နေဆိုတာကိုမြန်မာလူထုအားလုံးကနေပြီးတော့နားလေသဘောပေါက်ပြီးတော့လုံးဝနော်ဒီအခြေတလားနလားတွေ့မှာစားစရာမရှိလဲခင်ဗျားဧကထမင်းကိုယူပြီးတော့ကျွန်တော်ဧကနော်ကိုမိကိုနိုင်ပြောတယ်လို့ပေါ့ခင်ဗျားဧကထမင်းကိုယူပြီးတော့ကျွန်တော်စီကဟိကိုယူမယ်အတူစားမယ်ကွာဒါပဲအခုနကကျွန်တော်ပြောတယ်လို့ထမင်းငါလို့တယောက်မှတိမ်မှာမဟုတ်ပါဘူးเนาะတကယ်ပြောတာမြန်မာနိုင်ငံမှာထမင်းငါလို့ကျွန်တော်တိမ်မှာမဟုတ်ပါဘူး CDM စီးပြီးတော့ထမင်းစားချာမရှိလို့တိမ်မှာမဟုတ်ပါဘူးဒါပေမဲ့လည်းဒီမိုကရေစီမရလို့တော့လူအများကြီးတိမ်နိုင်တယ် freedom မရလို့တော့အများကြီးတိမ်နိုင်တယ်ထို့နည်းတူပဲကျွန်တော်ကဒီ CN လက်ထက်မှာကျွန်တော်က
Malualo Lu, a Miatina, Dago, Sapo Luba, Pero Jono Nauso Negado, see Council Pecule, Piatuta Piba, Lojo Media Calobare. Detaine Setuane, Camiado, low Wamakawa Bulo. Jonotin, me on like a D. Anamatikima, Dilu Pimes would go to a lower threat Tamelumatimu, to a Nalenai Melulematimbu. A cool sick of Sima Pare Ludiha, Daku, the Lauji Pilamesoda through a Madreche Mibulo. Todo Kua Nangai le through a crisis pitwap, a Sipoy collapse him, a Jamai collapse him, a Kua Jamai say with a Makulo baby role, oh, Bale, a lower Luna, my tape, but do Mamadiro. No COVID-19 pen now, simply, but do Mamadiro. So, I got opinion or Baba PP. A kulo no now majakima now jabima no kalejama lega taulo kalete lega taulo elo mapia jodo anine sikon si piale jew people now super now sober dilo set to lo miyado nanga se piat twa liame khmya mita su tku ko masi ne myama nanga takku ka piat twa ba liame khmya ba takku ma ya sia me ana te lo nga ya de me ma hou do bu le bu khei le ya ana te lo khmya ba ma ba twa do Dajamolo, Anna Tade a poor city hale, Baba Pipi now so be do Nanga the Kulu appears Nanga the Kuluka not the Dwaroma, not John Yaro. So now suburb of my type, Jono Sunuya, no suburb of my type, a Misuko chichin her paper, not the Tamarazi Umiko chichin her paper, pass it a colo her paper, no Tamro Lava, the Rula Lava, Lima. Sarapia da Puekateka Cotter Lava, a to the Qua Sunuya, a to the Qua Toya, pure. Elone Mahobenet or Dilone Setuani, Nessi baby or na baby or Pasa baby or Selenine or Yamananga Gia, no? Did the Lana Lat with my Jessie for a serious with a gole, Alogos not the debate about the children.